get through ဆိုတဲ့ phrasal verb ကို native speaker တွေအရင်သုံးများပါတယ်။သူ့မှာအဓိကပင်မကြောယုံမအတိတ်ပဲ၃မျိုးရှိပါတယ်။နံပါတ်1အချက်ကတော့ခက်ခဲတဲ့အရာကိုကြော်ဖြတ်တယ်။ဥပမာ We finally got through the exam. ကျွန်တော်တို့နောက်ဆုံးမှာတော့စာမေးပွဲကြီးကိုကြော်ဖြတ်လိုက်နိုင်ပြီ။နံပါတ်2အချက်ကတော့ဖုန်းသို့မဟုတ်စာနဲ့ line ပေါ်ကနေဆက်သွယ်တယ်ဆိုတဲ့အတိတ်ပဲပါ။ဥပမာ I couldn't get through to you yesterday. ကျွန်တော်မနေ့ကခင်ဗျားစီကိုဆက်သွယ်လို့မရခဲ့ဘူးလို့ဆိုလိုတာပါ။နံပါတ်3ချက်ကတော့စိတ်ဆင်းရဲစရာအခိုက်အတန့်ကနေရုံထွက်နိုင်ခဲ့တယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။ဥပမာ She had a tough life when she lost her parents, but her resilience made her get through it. သူမမိဘတွေဆုံးသွားတဲ့အချိန်မှာသူမရဲ့ဘဝကခက်ခဲခဲ့တယ်။ဒါပေမဲ့သူမရဲ့ခံနိုင်ရည်စွဲတတိကသူမကိုလွတ်မြောက်စေခဲ့တယ်။ We finally got through the exam. I couldn't get through to you yesterday. She had a tough life when she lost her parents, but her resilience made her get through it. တကယ်မှတ်မိသွားအောင်လို့ကိုယ်ပိုင်ဝါကြလေးနဲ့စမ်းသုံးကြည့်နော် See you next time. Bye bye.